ကူပြရမှာ ဟိုးနှင်းစီပန်းမြင်နေတဲ့အပွင့်မရှိတဲ့ပန်းဟိုးတွေအားလုံးကိုတတ်တတ်ဖယ်ထားပြီးဒီနောက်ကိုပို့လိုက်ဒီမှာအပွင့်ရှိတဲ့ပန်းမြင်တွေကိုကြီးပဲထားရမှာကွာ အာဘာကြီးမို့ကလေအနည်းစီပင်တွေကဒီနေ့မပွင့်လဲနောက်နေ့ပွင့်လာမယ်ဟာဒီတိုင်းပဲထားလိုက်ပါအလားကအလုပ်ရှုပ်တယ် မဖြစ်ဘူးမြည်ရဲ့ထားသခင်ကအပွင့်မရှိတဲ့နှင်းစီပင်ကို तू မမြင်ချင်ဘူးတဲ့ခဲပါကွာဘာကြီးပြောသလိုပဲလုပ်လိုက်ပါပြီးတော့မင်းယူလာတဲ့ပန်းတွေကိုအိမ်ထဲမှာထိုးပြရအောင်မှာလားကလို့မြန်မြန်လို့ ဟိုင် ဟင် တော့ဘာဖြစ်လို့ကားတေးသေးလေးထဲမှာလူတွေအများကြီးစုပြုံပြီးတော့စီးနေကြလဲ သူတို့ကမီးလေးလုံးမချမ်းသာတော့ကားအဆုပ်ကပါညအများကြီးစီးရတာပေါ့ ထားထားဆိုအဲ့လိုပဲတော့မှမစီးဘူး ။အိုးငါမီးလေးကသထေးမလေးပဲဘယ်ဒီလိုစီးလို့ဖြစ်ပါ တက်လုံးမစီးဘူး ဒီဖွားတယောက်တော့နဲ့ထားသခင်စားရင်လေးတယ် ဟုတ်ပါဗျာကလေးကသူ့ဘွားရဲ့ပုံစံဝင်ပြီးတော့တော်တော်လေးကိုရိုင်းနေပြီစိတ်နှမ်းခွဲတာလေလေအရွယ်နဲ့ဟိုမလိုက်ဘူး အဲ့ဒါဒေါ်ထားခင်ကြီးရဲ့စနစ်ပေါ့သူကဆင်းရဲတဲ့ဘဝမျိုးမှာနေလာတော့ဟောပတ်စံလည်းရှိလာရောမန်နေစွတ်တက်ပြီးလူတကာကိုလိုက်နှိမ်နေတာ ဟာသခင်ရဲ့အဖေပို့ပေးလိုက်တဲ့ပတ်စံကိုလေလေကလေးတွေတုံးတာနင်းနေရာသူဖဲရိုက်ဖို့ချဲထိုးနှလုံးတွေကူးဖို့တုံးတာပိုများတယ် အဲ့ဒါကိုထားထားပြမသိဘူးလား မသိဘူးနဲ့တူပါတယ်တိလေလေအဲ့လောက်ပတ်စံလောက်ကသူ့တော့မိုင်းတာပဲထားသခင်ရဲ့အဖေရဲ့နောင်မိမလေဘောစည်းဟာ ဟောအဲ့ဒါများထားထားလေးခေါ်ထားလိုက်ပြီးရော မရလို့ဘောဟာထားသခင်အဖေရဲ့နောင်မိမလေလုံးဝလက်မခံဘူးတဲ့ ဒါနဲ့ဥတရကျမအရဲ့လုံဝင်တာဆိုတော့ထားသခင်အမေကိုမြင်မှုမှာပေါ့နော်သူအခုမမနေရရဲ့လေ ထားသခင်အမေဟာနောက်ရင်တော့လေဟာသူ့အောင်ကြလေအရက်ကျိုးအလုတ်ဆိုဘာလုံးမလက်ကြောတရားမလုပ်ချင်ဘူးမိမလှုပ်ဆောင်အခန့်သားထိုင်စားနေတာ ဥတရသူတို့အရာဘူးလို့လား ကြပါဗျာဒေါ်ထားခင်ကနေပြီးတော့လေထားသခင်လေးကိုလာမတွေ့ဘူးဆိုပြီးသူ့အမေကိုပတ်စံပို့ခိုင်းတာနဲ့ငါနှစ်ခါသုံးခါလောက်ရောက် ။ဟဲ့အင်းကြီးဆက်မယ် ဟုတ်ကဲ့ဟုတ်ကဲ့ ။သားတယ်ဘာလုပ်ထားတော့